အားလုံးပဲမင်္ဂလာပါရှင်ဆရာစပင်ဝယ်တိုင်းကပဲဖြစ်ပါတယ်ဒါလေးကတော့လူလောက်ချင်လို့ဆိုပြီးတော့လာညက်သွားတာလေးပဲဖြစ်ပါတယ်ရှင်အတိညက်လေးကိုမှ9,000ကျပ်တိရရှိသွားတာလေးပဲဖြစ်ပါတယ်ဘာကြောင့်အတိညက်လေးကိုမှဒီဈေးမျိုးလေးရရှိသွားတယ်လဲဆိုလို့ရှိရင်တော့ဒီမမရဲ့စပင်လေးကအရှည်လေးလည်းရှိပါတယ်ဆန်သားဝိတ်၄ချိန်လေးလည်းရှိပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲဈေးကောင်းလေးရရှိသွားခြင်းပဲဖြစ်ပါတယ်တချို့ကြတော့ပေါ့နော်ညီမဇူလန်လာမေးကြတယ်ပေါ့နော်မရေသူနဲ့ညီမနဲ့ကအရှိချင်းတော့တူတယ်ဘာကြောင့်မို့ဈေးကကွာနေရတာလဲပေါ့အဲ့လိုမျိုးလေးတွေတော့မေးကြပါတယ်ဘာကြောင့်ကွာလဲဆိုတဲ့ခါကျရင်တော့အရှိချင်းတူပေမဲ့လို့ဆန်သားရဲ့ weight ၄ချိန်ကြီးကမတူနိုင်ပါဘူးပေါ့နော်တယောက်နဲ့တယောက်ကဆန်သားကweight ရှိတဲ့ဆန်သားဖြစ်တယ်ပေါ့နော်တချို့ကြတော့လဲဆန်သားကဖွာတယ်ကျန်းတယ်ပေါ့နော်ပွားတယ်ပေါ့အဲ့လိုဆန်သားမျိုးတွေကြရင်၄ချိန်ကတိတ်မရှိပါဘူး၄ချိန်တိတ်မရှိတဲ့ဆန်သားမျိုးနဲ့၄ချိန်ရှိတဲ့ဆန်သားမျိုးနဲ့ရှင်လာခဲ့သည်ရှိတော့ weight ကကွာသွားတဲ့အတွက်ကြောင့်မို့ဈေးလေးတွေကဟသွားတာပေါ့နော်ဈေးကတော့အရှိဈေးကိုသူလည်းရှိသေးရတယ်ကိုလည်းရှိသေးရတယ်ပေါ့နော်အရှိသေးရတာချင်းအတူတူမှာ weight ကလေးပိုများတဲ့အတွက်ကြောင့်မို့ဈေးလေးကိုပိုရသွားတာပဲဖြစ်ပါတယ်တချို့စပင်လေးတွေဆိုလို့ရှိရင်လည်းအရှိကတော့အရန်မရှိဘူးပေါ့နော်အရှိလေးတွေကတိုးပါတယ်ဒါပေမဲ့လို့weight ရှိရပေါ့နော်ဆန်သားအုံလည်းကောင်းတယ် weight လေးလည်းရှိရအဲ့ဒီတော့ကြောင့်မို့အတူသေးရတယ်ဆိုပေမဲ့လို့ပေါ့ weight ကရှိရအုံကောင်းတဲ့အတွက်ကြောင့်မို့အတူသေးရနေပြီးတော့မှဈေးကိုများများရသွားတော့အရှိသေးနီးရတာမျိုးလေးလည်းရှိပါတယ်ပေါ့အဲ့ဒါမျိုးလေးတွေကိုပေါ့နော်တချို့ကြတော့မရှင်းတော့ခဏမေးလို့ပေါ့ဒီဟာလေးကိုပြန်ပြီးတော့ရှင်းပြပေးတာပဲဖြစ်ပါတယ်ဘာကြောင့်ဈေးလေးကွာဟာလဲဆိုလို့ရှင်เนาะအရှိချင်းတူပေမဲ့လို့weightချင်းမတူနိုင်လို့ဈေးတွေဟာချင်းပဲဖြစ်ပါတယ်ပေါ့နော်